အားရခတ်တော်အေကနေချက်နေတာနေရာထောက်ခံနေတာအားပေးနေတာဆိုပြီးတော့မှလာပြောနေကြတဲ့စကားလုံးတွေနဲ့ဒီနေ့တပေါင်းစုဖြစ်ခါမှဒီအာနာရှင်ကိုတိုက်ထုတ်နိုင်မှာဆိုပြီးတော့မှလာပြောနေကြတဲ့စကားလုံးတွေကိုပြန်ပြီးတော့မှမျှဝေပေးခြင်းနဲ့ပြန်ပြီးတော့မှပြောပြခြင်းနဲ့เนาะဒီဟာမပြောခင်မှာအရင်အဆုံးလူမျိုးရေးအကြောင်းပြောမယ်เนาะပေအဖွဲ့စည်းကိုပဲထောက်ခံလူမျိုးရေးလုံးဝမိုက်မတိတ်ဖို့အရေးကြီးတယ်နော်ဘာသာရေးလူမျိုးရေးမှိုင်းတိတ်တဲ့ပြဿနာတွေဟာနောက်ဆက်တွဲထိမ့်မနိုင်ကြောင်းမနိုင်ဖြစ်လာနိုင်တဲ့ပြဿနာတွေအများကြီးရှိတယ်ရခိုင်လူမျိုးတွေဂျုံခဲကြပြီးပြီနော်ငပလီအရေးခင်းမှာ2005လောက်ဖြစ်မှာနော်တေးချာတော့ရက်တေလာတီမမှန်းမိတော့နော်ကောင်မလေးတယောက်ကိုရခိုင်တူလေးတယောက်ကိုရဲဆက်တက်ပြီးတော့မှလမ်းပေါ်မှာစွန့်ပစ်တာဒီပြဿနာဟာလူမျိုးရေးမှိုင်းတိုက်တဲ့ပြဿနာရဲ့နောက်ဆက်တွဲပဲเนาะဒီနေရာမှာအများဆုံးလူမျိုးရေးမှိုင်းတဲ့အဖွဲ့အစည်းကမြန်မာစစ်တပ်ဘက်ကအများဆုံးလုပ်တာเนาะပြီးတော့မှဒီငပလီကမွတ်စလင်တွေနဲ့ရခိုင်တွေနဲ့ပြဿနာတက်တာဒီအချိန်မှာတော်တော်လေးကိုရောင်မဝန်းနေရတယ်ဘာဖြစ်လို့လဲဆိုတော့လူမျိုးရေးမှန်တဲ့ပြဿနာနောက်ဆက်တွဲဟာလုံးဝဆိုးဝါးဖြစ်လာတာဘာမှမဆိုင်တဲ့လူတွေကခံရတာဒါကြောင့်မလို့စကားကိုပြောတော့မယ်ဆိုလို့ရှိရင်အများကြီးပြင်ဆင်မှုလုပ်ပြီးမှပြောတာကောင်းတယ်နော်ပေအဖွဲ့အစည်းကိုပဲထောက်ခံလူပေါင်းလူကုန်တိခါနဲ့ညီအောင်စကားပြောတတ်ဖို့လည်းလိုအပ်တယ်နော်ကိုပြောချင်တဲ့စကားလုံးတွေပဲပြောပြီးတော့မှတစ်ဖက်တက်ကြည်တူမြောက်တွားပြီးတော့မှကုန်တိခါကြဆင်းအောင်တက်ခိုက်တာမျိုးရုပ်ရည်နဲ့ရှင်ပြီးတော့မှတက်ခိုက်တာမျိုးဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကုန်တိခါကိုယ့်ရဲ့ပေါင်းပြန်ပြီးတော့မှလှန်လိုက်တာနဲ့အတူတူပဲနော်ပြီးတော့ကိုယ့်ရဲ့အဖွဲ့အစည်းကိုရဲ့ကုန်တိခါကိုပါချလိုက်တာနဲ့အတူတူပဲဒါကြောင့်မလို့စကားပြောတဲ့အချိန်မှာထင်းနဲ့ပြောဖို့အရေးကြီးဆုံးနော်အေကနေချက်နေတာအေကနေချက်နေတာကိုနုံကထောက်ခံနေတယ်တကယ်လို့ဒီအေကနေချက်နေရတွေ့ရဆိုလို့ရှိရင် CNA တွားခေါ်လေ CC တွားခေါ်လေသူတို့ပြောလေသူတို့စစ်တိုက်အောင်ပြောလေစစ်တိုက်နိုင်လိုက်အောင်ပြောလေဒါကြတော့နုံမတီထွင်နိုင်ဘူးလူမျိုးရေးဘာသာရေးဖိုင်တဲ့ပြဿနာကြတော့နုံကကောင်းလေးတီထွင်နိုင်တယ်နော်ကောင်းလေးတီထွင်ပြောနိုင်တယ်你都ပြောနေတဲ့တပ်ပေါင်းစုတွားခေါ်လေအေကအခုချိန်နဲ့ချဲဖို့နေနေတာသူ့ရဲ့မဟာမိတ်တင်နဲ့တော့စစ်တိုက်နေတာသူတို့ရဲ့နေမြေကိုသူတို့ပြန်ရဖို့အတွက်သူတို့နေမြေကိုသူတို့ကြိုးစားနဲ့တိုက်ပြီးမှပြန်ယူနေတဲ့အချိန်မှာနင်တို့ကနေချက်နေရဆိုမှအေကိုတွားပြီးမှဆွဲနေတာတကယ်လို့နေချက်တာမြင်လို့ရှိရင်တွားခေါ်လိုက်လေနင်တို့ CNA တသားရဲ့အများကြီးပဲနင်တို့ပြောနေတာလက်နဲ့တင်အင်အားတွေအပြည့်အစုံရှိတယ်တွားခေါ်လေစီရှိရလေတွားခေါ်လေတိုက်လေလူမျိုးရေးဘာသာရေးမှိုင်းတဲ့စကလုံးတွေကိုကြတော့တော့တီထွန်းဖန်တီးနိုင်တယ်ပြောနိုင်ဆိုနိုင်ကြတယ်နင်တို့ထောက်ခံနေတဲ့အဖွဲ့အစည်းကိုနင်တို့ကောင်းမွန်ပြောရကောင်းမှမသိကြအောင်ဒီလူမျိုးနေရာမှာကျွန်တော်ဘာမှမတီထွန်းနိုင်တော့အခုနင်တို့ပြောနေတဲ့တပ်ပေါင်းစုတွားခေါ်လေတပန်းစုဖြစ်မှအလုပ်ဖြစ်မယ်ဆိုပြီးမှလာပြောနေတဲ့လူတွေလည်းကြည်ထားနော်တပန်းစုဖြစ်လာလို့လားမသိဘူးမနေ့ကတောင်မှဒီ NUG သူတို့အနေနဲ့ပြန်ဆုံးရှုံးလိုက်ရပြီဒီနောက်ဆက်တွဲကချင်းလူငယ်တွေကိုထိုးကြွေးတော့မှာအရခတ်တော်အေးကိုထိုးကြွေးတော့မှာတိုင်းရင်သားလည်းနဲ့ကင်တွေကိုထိုးကြွေးတော့မှာဒါ NUG ရဲ့လုတ်ကြံလာပဲနော်ဒီ NUG 2022နဲ့2024မှာပါကြောက်တဲ့အနောက်နိုင်ငံကလူတွေကလက်ခံပြီးတော့မှစကားပြောတာလဲဆိုလို့ရှင်သူတို့ရဲ့လက်အောက်ခံတပ်သားတွေရဲ့အောင်မြင်မှုကြောင့်ပဲနော်2022ကနေ2024ဒီ NUG ရဲ့လက်အောက်ခံ NUG နဲ့မပူးပေါင်းတဲ့ဒီ PDF လူငယ်တွေရဲ့အောင်မြင်မှုကြောင့်အနောက်နိုင်ငံကလူတွေကစကဝိုင်းမှာစီရေးမှာအောင်မြင်နေပြီဆိုပြီးတော့မှဖန်တီးမိမှပြောကြတာအမှန်က NUG ကအောင်မြင်နေရမဟုတ်ဘူး
နော်လူငယ်တွေရဲ့အောင်မြင်မှုကြောင့်သူတို့ကနာမည်ရတာဒီဟာတွေကိုနုံကအသက်ပေါင်းစုဖြစ်မှဆိုပြီးတော့မှဟိုအဖွဲကိုတိုက်တီအဖွဲကိုတိုက်နော်ဟိုလူကိုတတ်တီလူကိုတတ်နော်နင်တို့အရင်တော့ကနင်တို့ရှင်းခဲ့တဲ့ဒီတလန်ဆိုတဲ့ဟာတချို့တွေဆိုလို့ရှင်တလန်မဟုတ်ပဲနဲ့တော့မှအလုတ်ကြံခံရတာမနေ့တနေ့ကပဲအမကြီးတယောက်လုတ်ကြံခံရတာတလန်ဆိုပြီးတော့မှဒီ NUG လောက်အခန့် PDF လူငယ်တွေကတတ်လိုက်တာနော်တလန်အကြီးစားက NUG မြန်မာကိုစားပြုအစောရဖြစ်နေတာဒါကြတော့နင်တို့ကမပြောဘူးဒီ2020ကနေ2024အထိဒီလောက်တော်တဲ့ကလေးတွေကိုပိုင်ဆိုင်ထားရတာနဲ့ပါကြောင့်သူတို့ကလေးတွေအတွက်တပ်ပေါင်းစုမလုပ်ပေးနိုင်တာလေအခုဆိုလို့ရှိရင်ဒီကလေးတွေကအသက်မရှိတော့တဲ့ကလေးတွေအများကြီးပဲခြေလက်အင်ကာမရှိတော့တဲ့ကလေးတွေအများကြီးပဲဒီ NUG ကပါလုပ်ပေးမှလဲသူတို့ဘလို့တာဝန်ယူပေးမှလဲသူကအစောရလေနင်တို့ပြောနေတဲ့အစောရလေသူကပါလုပ်ပေးမှလဲပြောလေအခုတပ်ပေါင်းစုဖွဲ့ပြီးတော့မှတိုင်းရင်သားအချင်းချင်းရန်တိုက်တော့မှာနော်တိုင်းရင်သားလက်နဲ့ကင်တွေကိုထိုးကြွတော့မှာဒါမြန်မာရဲ့ထုံးစံဒါကြောင့်မလို့ပိုချုပ်ထွန်းမြင့်နိုင်ကအမြဲတမ်းပြောနေတာနော်ပိုချုပ်ထွန်းမြင့်နိုင်ရဲ့စကားလုံးတွေကိုအင်တာဗျူးတွေကိုအမြန်သွားနာထောင်ကြနော်ပြည့်စုံကြားရမယ်2026မှာ NUG ကသူ့ရဲ့နေမြေတွေကိုဆုံးရှုံးပြီးတော့မှဘာကြောင့်တပ်ပေါင်းစုတော့ဖွဲ့ရလဲနော်ပြောပြမယ်အခုတပ်ပေါင်းစုဖွဲ့ပြီးတော့မှတိုင်းရင်သားလက်နဲ့ကင်ချင်းချင်းကိုရန်တိုက်တော့မှာတိုင်းရင်သားလက်နဲ့ကင်အဖွဲ့အစည်းကိုထိုးကြွေးတော့မှာလူငယ်တွေကိုထိုးကြွေးတော့မှာမယုံမရှိနဲ့စောက်ကြည့်နော်သူတို့အလို့မလုပ်တော့ဘူးအမိခံယုံတက်ပဲနော်ခိပြတ်မှအာနာတင်းခံရပြီးတော့မှအခုမှနိုင်ငံရေးအကြောင်းနားလေတဲ့လူတွေကလူမျိုးရေးမှိုင်းတဲ့စကားပဲပြောတတ်ကြတာနော်ဘာသာရေးမှိုင်းတဲ့စကားပဲပြောတတ်ကြတာ1994နော်အခုဆိုလို့ရှိရင်30နှစ်ရှိပြီ CNF CNA တရွာတက်တရွာဆင်းပြီးတော့မှအလှခံပြီးတော့မှတီရွာအတွက်ပါလို့ပေးပါမယ်ညာလို့ပေးပါမယ်ဆိုပြီးတော့မှလိန်ညာပြီးတရားလာဟောတဲ့အချိန်မှာကျမအသက်က9နှစ်10နှစ်ပဲရှိအောင်မှာပထမတန်းကျောင်းတူရွာမှာကျောင်းတက်တာနော်